နေဦးကြုံသွားတယ်ကျွန်တော်ဒီနေ့ထပ်ပြောမသိလားခရိယန်တွေနော်ခရိယန်ပြောနေစကားဘာဖယားကလူသားကိုချစ်တယ်အပြစ်ကိုယွန်ရှာမုန်းတီးတယ်ဟုတ်ပြီဗျာအဲ့ဒါဆိုရင်ကျွန်တော်ဥပမာတစ်ခုပေးမယ်သိလားနော်မင်းတို့နားလဲအောင်မင်းတို့လူဘိန်းခရစ်ဘိန်းနေနားလဲအောင်ငါမင်းတို့ကိုပြောမယ်နော်ငါမင်းတို့ပြောမယ်တေချာနားထောင်နော်လူကအခုမင်းတို့ဖယားကအပြစ်ကိုမုန်းတယ်မင်းတို့အရန်ချစ်တဲ့သူမင်းတို့မိဘဆိုပါစို့ကွာမင်းတို့မိဘမင်းတို့ကောင်းလားငါမင်းတို့အဲ့ဒါပဲမေးမယ်မင်းတို့ကောင်းလားမင်းမိဘလိုတဲ့အလိုကြသူတို့ဖြစ်ချင်တဲ့အတိုင်းမင်းဖြစ်လားစဉ်းစားနော်မင်းဖြစ်လားသူတို့ဖြစ်ချင်တဲ့အတိုင်းမင်းတို့အုပ်ထိန်းသူမင်းတို့မိဘတွေဖြစ်ချင်တဲ့အတိုင်းမင်းအသက်ရှင်နိုင်လားမင်းမှာအပြစ်တွေနဲ့ဒါပေမဲ့တကယ်ချစ်တဲ့သူကမင်းကိုလည်းချစ်တယ်ဒါပေမဲ့အဲ့အပြစ်ကိုလက်ခံပေးတယ်အဲ့ဒါဂျေဇုတော်လို့ခေါ်တယ်ဂျေဇုတရားလို့ခေါ်တယ်နားလေလားနားလဘိန်းတော့ခရိယန်တွေမင်းတို့ဆရာတွေအမှုတော်ဆောင်တွေလည်းအဲ့လိုမျိုးမင်းတို့ပြောအောင်ပါမင်းတို့တစ်ခါပလင်မော်တက်လာနေမင်းတို့ကပြည့်ညက်တရားလူတယောက်စီရင်မျိုးတပံဟောင်းသွားတာတမန်ဟောင်းကျမ်းစာတွေစီသွားတယ်ဖယားကဘလို့မကြိုက်တာမတွေ့လားဒါပဲမင်းတို့အမှုတော်ဆောင်တွေငါဒါပဲပြောမယ်သိလားတမန်ဟောင်းကျမ်းပိုက်တွေယူလာပြီးတော့အပြစ်စီချင်းကြောင်းတွေပြောတယ်ဘာမှလဲဂျေဇုတရားအခုခေတ်ကအဲ့ကာလကမှန်နေငါလည်းမငြင်းဘူးဖယားကတကယ်တွေ့တဲ့ဖယားဒါပေမဲ့လက်ရှိမှာယေရှုကကားတိုင်ထက်မှာအမှုအလုံးပြီးသွားပြီမင်းတို့ဘာကြံနေတာပြောပါအောင်ငါမေးဦးမယ်ယေရှုကကားတိုင်ထက်မှာပြောတယ်အမှုပြီးပြီဆိုတာမင်းတို့တော့ကဘာကြံနေသေးလို့လဲယေရှုကဘာတွေကြံနေသေးလို့မင်းတို့ကငါတို့တွေထက်လုံနေရမှာပြောသားဥပမာနော်ခုနငါရှေ့ရစကားပြောလို့ပဲမင်းတကယ်ချစ်တဲ့သူကြုံလာတဲ့ချိန်ညာမင်းတကယ်ချစ်တဲ့လူမင်းဖြစ်ချင်တဲ့အတိုင်းသူဖြစ်မလားလူဆိုတာကွာလူဖြစ်လာတော့ကြောင့်ယေရှုကိုယုံတာကယ်တင်ခြင်းရတာမှန်ပေမဲ့မင်းတို့ဘာယေရှုယုံအသက်ပြုပြင်တော့တရားဝါဖြစ်တယ်မင်းတို့အဲ့ဒါအဲ့ကျမ်းပိုက်နဲ့ကန်ပြီးလာတာလေငါကျမ်းပိုက်ပြောငါတရားငါတကယ်ပေါက်တာအဲ့ဒါငါမျိုးအဲ့ကျမ်းပိုက်ကိုပြန်မေးမယ်အသက်ပြုပြင်တော့တရားဝါဖြစ်တယ်ဆိုမင်းတို့ဒေါ်လာမထွက်တော့ဘူးလားစိတ်မဆိုးတော့ဘူးလားမကောင်းတော့မလုပ်တော့ဘူးလားပြောလေမင်းစောက်ဖို့တွေတိတ်မလုံးနဲ့သိလားအတိပြုပြင်တော့တရားဝါဖြစ်တယ်လို့ပြောလူကတရားရခိုင်တော့မစင်ကြယ်သွားဘူးနော်ငါပြောပြမှာကာယကံယေရှုယုံပြီနေသွားမယ်လက်ခံတယ်ဝစီကံမကောင်းတာပြောနေသွားမယ်မင်းတို့စိတ်ထဲကနေလည်းပြစ်မှားတယ်မလွတ်နိုင်ဘူးဖယားဆန်နှုံးနဲ့ကြည်နော်ဖယားဆန်နှုံးနဲ့ကြည်သူတတ်မှတ်ထားတဲ့ဆန်နှုံးကအပြစ်ကိုယွန်းရှာတာနော်လူကိုချစ်တာသူတတ်မှတ်ထားတာအပြစ်ကိုလုံးဝလက်မခံဘူးဒါပေမဲ့မင်းတို့ယေရှုရပြီလေအဲ့အပြစ်လေးတွေလုံမိတာလဲဖယားကိုစော်ကားနေတဲ့တူပဲလေမဟုတ်ဘူးလားဘယ်အမှုတော်ဆောင်ဘာရေပင်ဒေါက်တာဘာအဲ့လူတွေလည်းခေါ်ခဲ့ပြောလေခေါ်ခဲ့ဒေါ်လာမထွက်တော့ဘူးလားဒါပေမဲ့ယေရှုရပြီးသွားတဲ့လူဖြစ်သောကြောင့်ခမဲတော်ကသူ့သားအဖြစ်ငါတို့ကိုအမွေစားအမွေခံသားအရင်ကဲ့သို့မှတ်တာနော်ငါရိုင်းနေလဲပြောခွေးတောင်းစားတွေရဲ့နော်မင်းတို့တွေကခွေးလောက်တောင်စောက်အသိဉာဏ်မရှိဘူးနော်ကျေးဇူးတရားကိုနားမလည်တဲ့ဟာတွေနော်ယေရှုကျေးဇူးတော်ကိုမင်းတို့စော်ကားတဲ့ဟာတွေနော်ငါပြောမယ်နော်ဒါကြောင့်တကယ်ချစ်ခံတဲ့လူနဲ့ချစ်ပေးတဲ့လူနဲ့မတူဘူးစိုက်မတူဘူးချစ်ပေးတဲ့လူကမင်းဘာဖြစ်ချစ်ပေးတယ်အဲ့ဒါငါတို့ကောင်းတယ်လို့မဟုတ်ဘူးငါတို့ဘာဖြစ်ခမဲတို့ကချစ်တယ်ဆိုတာငါတို့ကောင်းတယ်လို့မဟုတ်ဘူးဂျားတဲ့ကယေရှုခရစ်တော်ရဲ့ကျေးဇူးတော်ကြောင့်ငါတို့ကိုလက်ခံပေးတာချစ်ပေးတာယေရှုခရစ်တော်ကဂျားမဝင်ဘဲနဲ့ကားတိုင်းထက်မှာငါတို့တော့မပေးခဲ့ငါတို့ဒီချိန်မှာအသေးစိုးတဲ့သေနေပြီခွေးတောင်းစားတွေရဲ့နော်မင်းတို့နားလေတာအဲ့ဒါကျေးဇူးတော်ယေရှုရဲ့ကျေးဇူးတော်မင်းတို့မစော်ကားနဲ့ခိုးဟာလိုတယ်ဒီဟာလိုတယ်ပုံစံမျိုးနဲ့ထက်မဖြစ်နဲ့နော်အားမနားလေတာနော်မင်းတို့ဘာပြည့်ညက်တွေလိုက်လုံနေမင်းတို့ဘာတွေဖယားကိုချစ်ပြအောင်အားတွေကောင်းမြငါတို့ဘက်ကဘလောက်ပဲဖယားကိုချစ်ပြနိုင်အောင်ကြိုးစားနေပါစေဖယားလိုချင်တဲ့ဆန်တော့ငါတို့မိလားဘယ်ကောင်မိလဲမိတဲ့ကောင်ကိုမနဲ့မဝေမန်းငယ်ကွာမန်းငယ်မမီဘူးဘယ်ကဒူးမှမမီဘူးရေပင်ဒေါက်တာတွေလည်းမမီဘူးဘယ်ကောင်ပါစတာတွေလည်းမမီဘူးဘယ်သူမှမမီဘူးနော်မင်းတို့ဖယားကိုချစ်ပြလေအောင်ဒီရှော့ဖယားချစ်တော်လက်ခံပြီငါတို့ဖယားဘလောက်ချစ်ခံနေရတယ်ဆိုတဲ့အရာဖယားငါတို့ဘလောက်ချစ်တယ်ဆိုတဲ့အရာပလင်ပေါ်မှာဟောကွာမင်းတို့တခါလာတဲ့အပြစ်စီရင်မှုမင်းတို့ဘလို့မကောင်းလို့ဒီလိုလုပ်ရင်ဖယားမကြိုက်ဘူးဟိုလိုလုပ်ရင်ဖယားမကြိုက်ဘူးနဲ့မင်းတို့မြေနဲ့ရလန်ဆိုင်နေတဲ့အမှုတော်ဆောင်တချို့နော်
တော်တော်များများလဲပါတယ်အဲ့ဒါတွေကိုငါပြောတာမင်းတို့နာလည်းမတတ်နိုင်ဘူးငါပြောချင်တာအဲ့ဒါနော်ဒါကြောင့်တကယ်တမ်းကြတယ်ငါတို့ကအချစ်ခံရတာငါတို့ချစ်ပေးရတာမဟုတ်ဘူးဘာလို့ဆိုတော့ချစ်ပေးရတဲ့လူကအချစ်တကယ်အချစ်ခံမယ်ဆိုတဲ့လူတယောက်ရဲ့ပုံစံမျိုးကိုလိုက်မလုပ်ပေးနိုင်ဘူးမင်းတို့နားလည်ဖို့လိုတယ်နော်တကယ်တမ်းငါတို့လူသားတွေကယေရှုအားဖြင့်ငရဲတစ်ခုပဲကဲတာမဟုတ်ဘူးအပြစ်တရားရဲ့ပြညတ်တရားရဲ့ကြင်ချင်းကနေငါတို့ကဲပေးတာခိုးကလုံမဖျားငါတို့ချက်မှာခိုးလိုနေမှဖျားငါတို့ချက်မှာဆိုတော့ငါတို့ကလည်းဖျားနဲ့ကြားမှာအပေးယူတွေပါမနေဘူးလားမင်းနဲ့မင်းမိဘကြားမှာအပေးယူရှိလားမင်းမိဘမင်းပြန်မေးလိုက်ရင်ပြန်မေးလိုက်မင်းတို့မိဘတွေရှိအောင်လားပြန်မေးလိုက်အဖေသားကောင်းလို့ချစ်တာလားအမေသားကောင်းလို့ချစ်တာလို့ပြန်မေးလိုက်ရင်ဟုတ်ငါဘူးယူမင်းတို့နားထောင်ပြီးပြန်မေးလိုက်မိဘတွေဖြစ်ချင်တဲ့တားနေလို့သမီးနေလို့ဖြစ်လို့ချစ်တာလားလို့မေးလိုက်မင်းတို့အဲ့ချိန်ညာမင်းတို့အဲ့တော့နားလည်လိမ့်မယ်သိလားယေရှုဂျေဇုတော်ဆိုတာမင်းတို့ဘယ်လောက်ထိကြီးမှလဲမင်းတို့သိလားမင်းတို့ဘာသာရေးခေါင်းဆောင်တွေအမှုတော်ဆောင်တွေနော်မင်းတို့တွေတော်တော့မင်းတို့တွေနောင်တရဖို့လိုပြီနော်မင်းတို့တွေကအသင်းတော်ကြီးထွားဖို့အတွက်ဂုံပြိုင်တယ်ဟိုအသင်းတော်ဒီအသင်းတော်ပြိုင်တယ်ဟိုဂိုင်းကနာနဲ့ဒီဂိုင်းကနာနဲ့ပြိုင်တယ်ဟိုဆန်နဲ့ဒီဆန်နဲ့ပြိုင်တယ်နော်ပြီးရင်အသင်းတော်ထဲမှာပတ်စံရှိတဲ့လူနဲ့မရှိတဲ့လူခွဲရဆက်ဆံတယ်အိမ်လက်ဆူတောင်းတော့ပတ်စံမရှိတဲ့လူရှိတဲ့လူခွဲခြားတယ်နော်ဟုတ်လားမဟုတ်လားကိုယ့်ကိုသိကြနော်ငါမင်းတို့လက်ညှိုးထိုးပြီးငါပြောနေတာငါဘူးယူကြည့်တဲ့အမှုတော်ဆောင်နေမင်းတို့ကိုမင်းတို့သိကြမင်းတို့ကိုမင်းတို့သိကြတော့မင်းတို့ကိုမင်းတို့နောင်လာရကြတော့ကျေးဇူးတရားကိုနော်အခုခေတ်ကကျေးဇူးတော်ကာလတနည်းအားဖြင့်ပြောရင်ကျေးဇူးတော်ဆိုတာငါတို့ကိုအပြစ်လုတ်ခွင့်လိုင်စင်ရသွားတာနဲ့တူတူပဲအဲ့ဒါပါသိလားအရင်တော့ဆိုဖះအောင်မင်းတို့အပြောခံလားပြောမခံဘူးတီးထလိုက်မှာပေါ့ဟိုကမင်းသိဟိုလက်တောင်ထောက်အောင်မယ်ငါတို့အခုချိန်မှာဆက်ဆံနေတဲ့ຢာတွေငါတို့ပြောမိနေတဲ့ຢာတွေငါတို့ကာယကံနဲ့ဝစီကံနဲ့မနောကံနဲ့လုံမိနေတာတွေအားလုံးကအပြစ်မဖြစ်တော့ဘူးဆိုတာအဲ့ဒါလိုင်စင်ရနေလို့ပေါ့အဲ့ဒီလိုင်စင်ရတဲ့ဘယ်သူကြောင့်လဲသိလားယေရှုခရစ်တော်ကြောင့်ရတဲ့လိုင်စင်လို့ခေါ်တယ်အဲ့ဒါကိုမြင်မြင်မှတ်ထားရည်နော်နလာဘိန်းတို့ခရစ်ယာန်တွေနော်မင်းတို့ကအသက်တာမလွတ်မြောက်တဲ့လူတွေမင်းတို့လက်ညှိုးထိုးဝိုင်းပြီးတော့နှိတ်ကူဖို့လောက်စဉ်းစားနေတဲ့ဟာတွေနော်မင်းတို့အဲ့လိုလူနဲ့တွေ့တဲ့ချင်မေတ္တာပြလက်ကမ်းပြီးတော့ဖခင်ကချစ်တယ်ဆိုတော့မင်းတို့ပါဇက်လေးနဲ့လာပြီးမချစ်ပြနဲ့နော်ပါဇက်လေးနဲ့လာပြီးမချစ်ပြနဲ့နော်ငါဒါပဲပြောချင်တယ်ငါနောက်တစ်ထပ်ပေါ်လာထပ်ပြောမှာအားရောက်တိုင်းဖခင်ကောင်းကြီးပေးပါစေ